ဖိတ်လို့မရဘူးအဲ့ဒါ surprise ငါသိတယ်အဲ့ဒါအလောက်ကနေလို့မရဘူးအယုံဖရဲနဲ့အတော်ကြီးတွေကပြင်ဆင်လာဘုံကျကထဲကနေတော့မထဘူးအပေါ်ရောက်တာမှကဲတယ်မပြရတာဘူးအပေါ်ကလက်ဆောင်မထွက်လာလို့အောက်ကကလေးကလည်းအယုတ်ကိုမပေးချင်အပေါ်ကလည်းတင်းနေပေးခိုင်းနေတယ်ဟုတ်ပါဒီတော့တမီးလေးရင်ကြည့်လိုက်အောင်မပေးချင်ပြန်ရင်တော့မှလေးဟုတ်ပါအစီအဝိုင်းလားခုမှထွက်လာတယ်ခုမှထွက်တာဝိုးအပတ်မဲ့ခဏမိမနိုင်ထွက်လာမဲ့ဥစ္စာမထွက်လာဘူးကြည်စမ်းဘယ်ထွက်လာမလဲအမမန်အဲ့ဒါလက်စွပ်ထဲတဲ့ဟာလေ तू ကလက်ကောက်ကြီးထဲတာတော့ဟိုကလေးပြီးပဲထွက်လာတော့မလို့အတက်တူကလုံးနိုင်အတက်ကြီးပဲဟောလာကျွန်တော်ဟန်ချင်းလေးပေါ့နော်မင်းကတော့ပေးလိုက်ပါသူကဝယ်ဝဲနိုင်နေဘုမမရတာဒီလိုပဲပြောရမှာပေါ့ pre happy birthday ပါမင်းသားလေးရေအနည်းပြုံးနေပြပါအခုပြုံးမမိသားစုကိုစိတ်ချမ်းသာပြီးအေးချမ်းစေပါလေတဲ့အတိုက်ခိုက်တွေကင်းဝေးပြီးအိမ်မက်တွေအကောင့်တွေပေါ်နိုင်ပါစေအိုင်တော်လူရောမော်တော်မလူရောအမြဲချစ်ခင်အားပေးနေပါလေအသက်နဲ့ SYM မိသားစုတဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာတို့ဒီခိုင်ချင်းစီကတော့တို့တို့ညကြီးအများကြီးပဲ69သိန်းနဲ့6တောင်းဖြစ်ပါတယ်ခင်ဗျာသူကဘဝလေးနဲ့ကောင်းလိုက်တာ69သိန်းတန်ဒီဘာလေးနဲ့ကိုမြန်9000နဲ့ဟန်ချင်းနဲ့ဝယ်မပါဘူးမင်းကလာလိုက်မယ်ဒုမင်းသားလေးဟန်ချင်းကလူမင်းတက်စတီးလက်ကောက်နဲ့